ဒီခုဗီဒီယိုထဲမှာကျွန်တော် AutoCAD ထဲမှာပေါ့နော်ဒီ 2D drawing 2D ဒီကောင် view dot view side view section view ပေါ့နော်အဲ့ကောင်ဆွဲမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ 3D drawing ဖန်တီးမယ်ပေါ့နော်လို့ဆွဲထားတဲ့ 2D drawing ကိုကျွန်တော်မျိုး 3D view အနေနဲ့မြင်အောင်လို့ကျွန်တော်တို့ဖန်တီးပြမယ်နော်အဲ့ဒီအတွက်ကျွန်တော်တို့အရင်ဆုံးစလုပ်ဖို့လိုတာကကျွန်တော်တို့ drawing တစ်ခုဖွဲ့မှာပေါ့နော်ISO ကျွန်တော်ရွေးမယ်ပြီးရင်ကျွန်တော်တို့အရင်ဆုံးလုပ်ရမှာက unit တွေစစ်မယ် millimeter ဖြစ်ဖို့လိုတယ်ပေါ့နော်ပြီးရင် option တွေကိုသွား user preference ထဲမှာ millimeter ဆိုပြီးတော့သတ်မှတ်ပါနော်ပြီးတော့ကျတော့ဒီမှာ circle ရပါတော့ circle ကျတော့ဘယ်ရလဲဆိုတော့ကျွန်တော်တို့ဒီ sheet တွေကနေကြည့်လို့ရှိရင်ကျွန်တော်တို့မြင်ရမှာပေါ့နော်ဒီ circle ရဲ့အပြင်ဘက်ကကျတော့ဒီ side ပေါ့နော်ဒီမှာ90လို့ရေးထားတယ်အဲ့ဒါကျတော့ circle အကြီးရဲ့တယ်မီတာပေါ့နော် circle အသေးလေးရဲ့ကျတော့ကျွန်တော်တို့ဒီမှာဒီတစ်ခုရဲ့ဒီတစ်ခုရဲ့အဲ့ကောင်ကျတော့ဒီအကြီး diameter ရဲ့ဒီအသေးရဲ့ diameter နှစ်ခုပေါ့နော်ကျွန်တော်တို့တစ်ဆင့်ချင်းစီသမင်းရှင်းဆုံးဒီအပြင်ရဲ့ diameter ဘယ်လောက်လဲဆိုတော့90 mm ပေါ့နော်ကျွန်တော်ရုံးဆုံး circle ဆွဲမယ်ဆိုလို့ရှိရင်ဒီ circle တွေကိုသွား center diameter ကိုရွေးပေါ့နော် circle 90 mm အနောက်ခေါက်ပေါ့နော်အဲဆိုလို့ရှိရင်ဒီကောင်က90 mm diameter နဲ့ circle လုံးရမယ်ပြီးရင်ဒီအတွင်းထဲက circle ကကျတော့ဗာလဲဆိုတော့တကယ်တမ်းကတော့ဒီကောင်ကအတွင်းထဲဥစ္စာ circle တော့မဟုတ်ဘူးပေါ့နော်ဒီမှာ2x2 ဆိုပြီးတော့ chamfer လေးချိုးထားတယ်ပေါ့နော်ဒီဘက်တစ်ခုပြီးတော့ဒီဘက်မှာ chamfer တစ်ခုပေါ့နော်အဲ့ chamfer တွေကကျွန်တော်တို့ဒီရှေ့ view ကနေကြည့်မယ်ဆိုလို့ရှိရင်ဒီ chamfer တွေကကျွန်တော်တို့ circle အနေနဲ့မြင်ရမှာပေါ့နော်ဒီလိုမျိုး chamfer အနေနဲ့မြင်ရမှာမဟုတ်အဲကြောင့်မို့ဒီမှာ circle အနေနဲ့ပြထားတာကျွန်တော်လောက်ဆွဲမယ်ဒီ circle ရဲ့ diameter ဘယ်လောက်ရှိမလဲဆိုတော့ chamfer တစ်ခုချိုးထားတယ်နှစ်ခုချိုးထားတယ် chamfer တစ်ခုက2 mm နှစ်ခုဆိုတော့4 mm ပေါ့နော်အဲ့တော့90တွေကနေပြီးတော့4ကိုနှုတ်လိုက်လို့ရှိရင်66ရပါနော်အဲ့တော့ circle ထဲမှာကျွန်တော်တို့ circle diameter ကိုပဲရွေးပေါ့နော် circle diameter ကိုပဲရွေးပြီး center အမှတ်ကိုမှတ်66အနောက်ခေါက်ပြီးရင်နောက်တစ်ခုဘာလုပ်ဖို့လိုလဲဆိုတော့ကျွန်တော်တို့ဒီပြင်ဥစ္စာဆွဲမယ်ပြီးရင်ဒီတွင်နေဥစ္စာဆွဲမယ်ဒီပြင်ဥစ္စာရဲ့ diameter က40ပြီးတော့အတွင်းရရဲ့ diameter 20ဒီအကြီးနဲ့အသေးကဘာကိုပြောချင်တယ်လဲဆိုတော့ဒီ circle ပေါ့နော်ဒီ circle နှစ်ခုဒီကောင်က40အထက်ကကောင်က20ပေါ့နော်ကျွန်တော်တို့ရှေ့တရေကနေပြီးတော့ဒီတရေကနေပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒါကို circle အနေနဲ့မြင်ရမှာနော်အဲ့တော့စဆွဲမယ် diameter circle 40 under ပြီးရင်20 under ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ဒီမှာ dotted line နေနဲ့ circle နှစ်ခုပေါ့နော်အဲ့နှစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီ dotted line နေနဲ့ circle ကကျတော့ဘာလဲဆိုတော့ဒီအတွင်းထဲကဒီဟာရဲ့ဒီဟာလေးရပေါ့နော်အဲ့နှစ်ခုရဲ့ဥစ္စာကိုကျွန်တော်တို့ကဒီရှေ့ view ကနေပြီးတော့ကြည့်လို့ရှိရင်မမြင်ရဘူးပေါ့နော်မမြင်ရတဲ့အတွက် dotted line နဲ့ပေါ်ပြထားတယ်အဲ့ circle နှစ်ခုကိုကျွန်တော်တို့ဆွဲမယ်ပေါ့နော်အဲ့တော့ site ကဘယ်လောက်လဲဆိုတော့ဒီမှာပေးထားတယ်ဒီက25ပြီးတော့နောက်တစ်ခုက30ပေါ့နော်25ကျတော့ကျွန်တော်တို့ရှေ့ဆုံးဟာ25ပြီးတော့အပြင်ကဟာကျတော့30ပေါ့နော်အဲ့တော့ hidden layer ကိုကျွန်တော်တို့မဆွဲခင်မှာ layer property တွေကိုသွားမယ်ပြီးရင် menu layer ကိုတစ်ချက်ဖွင့်မယ်ပြီးရင် hidden ဆိုပြီးတော့နာမည်ပေးမယ်ပေါ့နော်နောက်ခေါက်ပြီးရင် color မှာကျွန်တော်တို့အရောင်လေးနည်းနည်းချိန်မယ်
အရောင်နဲ့ဖြောတာလေးယူမယ်ပေါ့နော် okay next ပြီးရင် line type ကိုကျွန်တော်တို့ continuous မသုံးဘူးเนาะဒီလောက်ကိုတစ်ချက် next အဲ့ဒီထဲမှာ hidden line ကိုကျွန်တော်တို့အရှာပေါ့နော် hidden line မှာကျွန်တော် hidden 2ဆိုတော့ယူမယ် okay next မယ်ပြီး hidden 2ကို select map okay next ပြီးရင် layer property ကိုပိတ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ hidden layer ကိုဖွင့်တာ circle ဆွဲပြီးရင်ဒီမှာသူက radius of circle ဆိုပြီးပေါ်ပါတော့ကျွန်တော်တို့ radius အနေနဲ့ယူချင်တာမဟုတ် diameter အနေနဲ့ယူချင်တာဖြစ်တဲ့အတွက် diameter ကို select map ပြီးရင်ဒီကောင်က30ပြီးတော့ under တစ်ခေါက် center point ပေးဒီတစ်ခေါက်လည်း diameter ကိုရွေးပေါ့နော်2525အဲ့တော့အဲဆိုလို့ရှိရင်ကျွန်တော်တို့ hidden line နဲ့ circle နှစ်ခုရပြီပေါ့နော်အတွင်းနဲ့ circle နှစ်ခုမြင်ရအဲဆိုလို့ရှိရင်ဒီ view ကပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီကောင်ဆွဲပါပေါ့နော်ဒီကောင်ဆွဲမယ်ဆိုလို့ရှိရင်ဒီမှာ80 milli size ဖိထားတယ်ပြီးတော့ဒီမှာ15 milli ပေါ့နော်15 milli ကကျတော့ဒီဘက်ထိပ်ကနေပြီးတော့ဒီဘက်ထိပ်ထိအဲကောင်15 milli ဖိထားတယ်ပေါ့နော်ကျွန်တော်တို့နှစ်ခုတီးပြီဆိုလို့ရှိရင်ဒီကောင်ဆွဲလို့ရပြီရုံးဆုံးသူပေးထားတဲ့အချက်လက်တွေကိုသုံးမှာပေါ့နော်။ဘာတွေပေးထားလဲဆိုတော့သူက40ပေးထားတယ်။အဲ40ရဲ့ကျတော့ကျွန်တော်တို့ကစင်တာကနေဆွဲမယ်တော့ပဲဆိုလို့ရှိရင်ဒီကောင်20ပဲဖြစ်ပေါ့နော်။ပြီးတော့နောက်တစ်ခုကကျတော့20ကျွန်တော်တဝက်ကနေပြီးတော့စဆွဲမယ်ဆိုလို့ရှိရင်10ပဲဖြစ်ကျွန်တော်ဒီ line ကနေပြီးတော့ reference အနေနဲ့ယူပြီးရင်ဒီမှာ point to point ပြီးရင်တစ်ခုက20ကျွန်တော်တို့ line ကို header line မဖြစ်ချင်ဘူး0 layer တွေကိုပြန်သွားတာပေါ့နော်ဆိုရင်20ပြီးရင်ဒီကောင်ဘယ်လောက်ရှည်ကျွန်တော်တို့ရှိဖို့လိုလဲဆိုတော့ total က80ပေါ့နော်80ကိုကျွန်တော်တို့ကဒီကနေပြီးတော့15လောက်လို့ရှိရင်55ရတယ်အဲ55ပဲပဲထိတယ်ဆိုတော့ဒီကနေပြီးတော့ကျွန်တော်တို့ဒီက55ပေါ့နော်အဲ့တော့ AutoCAD ကိုသွား line ဆွဲ55အနောက်ပြီးရင်ဒီဘက်လာဒီကောင်ကျတော့အပြင်ရဲ့ circle နဲ့ကျွန်တော် reference ယူမှာပေါ့နော် reference ယူပြီးရင်နောက်ကိုကျတော့15 under ပြီးရင်ကျွန်တော်တို့ center line ကို reference ယူဒီမှာတစ်ချက်နဲ့အဲဆိုရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုဘာလို့လဲဆိုတော့ကျွန်တော်တို့အတွင်းထဲကဆောင်ဆင်းမယ်ပေါ့နော်ခုနကကျွန်တော်ပြောထားတယ်ဒီကောင်က10လေးရနေအတွင်းထဲကိုဘယ်လောက်သွားရမလဲဆိုတော့ကျွန်တော်တို့ဒီမှာ30ပေးထားတယ်ဒီမှာ5ပေးထားတယ်နှစ်ခုပေါင်းတော့35ပေါ့နော်အစဆုံးက80လေးကနေ35အောင်တော့35မီလီယံနော်အဲတော့ဒီကနေပြီးတော့ကျွန်တော်တို့10ပေါ့နော်10ဆိုတော့ဒီကနေ10လို့ရိုက်အနာခေါက်လည်းရတယ်လို့ဒီအတွင်းစာကြီးကနေကျွန်တော် reference ယူလိုက်ရတယ်ပေါ့နော်35 under ပြီးကျွန်တော်တို့ဒီကဘယ်လောက်လဲဆိုတော့ဒီအတွင်းနေက hidden circle လေးရဲ့ပိုင်းပေါ့နော်အဲ့တော့ကျွန်တော်တို့ reference ယူပြီးတော့ဒီဟာကိုဆွဲလို့ရတယ်ပြီးတော့နောက်ဆုံးဥစ္စာကျတော့လေကျွန်တော်တို့ဒီအပြင်က hidden circle အဲ့ကောင်နေရာနေကျွန်တော် reference ယူပြီးဆွဲလို့ရတယ်ပေါ့နော်reference ယူပြင်တာ30အနောက်ခေါက်ပြီးကျွန်တော်တို့အပြင်စာကြီးကနေ reference point ယူပြီးဒီလိုလေးဆွဲလိုက်ပေါ့နော်အဲဆိုရင်ရပြီပြီးရင်ကျွန်တော်တို့ center line ထည့်ဖို့လိုတယ်ပေါ့နော် center line ကဒီမှာ center line တစ်ခုပြီးတော့ဒီမှာ center line တစ်ခုပေါ့နော်
အဲ့တော့ center line ကိုဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ layer property တွေကိုသွား new layer ထက် center line ဆိုပြီးကျွန်တော်တို့ layer တစ်ခုဖွင့်မှာပေါ့နော်ပြီးရင် color ကိုကျွန်တော်ကအရောင်တခြားအရောင်တွေပြောင်းမယ်ပြီးရင် line type မှာ load ထဲကိုသွားပြီးရင် center ဆိုပြီးတော့ကျွန်တော်တို့ sharp ပေါ့နော် center line ကျွန်တော်ဒီ center U center ကိုသုံးမယ် okay နှိပ်မယ်ပြီး center line ကို select မယ် okay နှိပ်ပြီးရင် ပိတ်ပေါ့နော်ပြီးရင် center layer ကိုကျွန်တော်တို့ရွေးထားမယ်ပြီးရင် line သုံးမယ် center point ကနေကျွန်တော်တို့အပြင်ကို reference အနေနဲ့ယူမယ်ပြီးရင်တစ်ချက်ဆွဲနောက်ခေါက်ပြီးရင်ဒီလိုပဲဒီကောင်လည်း reference ယူအဲဆိုလို့ရှိရင် center line ရတယ်ပေါ့နော်ပြီးရင်ဒီကောင်လည်းဒီလိုပဲဒီကနေ reference ယူကျွန်တော်တို့ center line ရဲ့ line type scale ကို change နေတယ်ဆိုလို့ရှိရင်ds ဆိုပြီးရိုက်နောက်ခေါက် line type scale မှာကျွန်တော်တို့1ပေါ့နော်0.5 လောက်ထားလိုက်လို့ရှိရင် line type scale လေးတွေနဲ့ change သွားတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ line လေးတွေကိုဆွဲဆန့်ပေးမယ်ပေါ့နော်ဆွဲဆန့်မှုအတွက်ဒီကနေပြီးတော့ extend command ကိုယူတစ်ချက်နဲ့အဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်တစ်ချမ်းရပြီပေါ့နော်တစ်ချမ်းရပြီဆိုရင်ဒီမှာ chamfer down လေးချိုး chamfer down လေးချိုးဒီမှာလည်း chamfer down လေးတစ်ခုချိုးပေါ့နော်ချိုးပြရရင်ကျွန်တော်တို့ mirror ပွားလိုက်ရပြီနော်အဲတော့ chamfer command ကကျတော့ဒီ fillet ရဲ့အောက်မှာ chamfer ရှိတယ်ပြီးရင် distance ကိုတစ်ချက်နှိပ် chamfer distance မှာ2ပြီးရင် second chamfer မှာလည်း2 enter select ပြီးရင်အနာခေါက် select ပြီးအနာတစ်ခေါက် selection အနာခေါက်ပြီးပြီဆိုလို့ရှိရင်ဒီကောင်ကကျတော့ fillet ပေါ့နော် fillet ကဒီမှာကျွန်တော်တို့ R5 ဆိုပြီးပြောထားတယ်ပေါ့နော် radius 5အဲ့တော့ fillet ကိုကျွန်တော် fillet command ကိုယူပြီးရင် radius မှာ 5လို့ထည့်အနာခေါက်ပြီးရင်ဒီ line ကို selection ပေးလိုက်ပေါ့နော်အဲဆိုရင် profile တစ်ချမ်းရပြီနောက်တစ်ဖက်ကိုလိုချင်ရင်ကျွန်တော်တို့ဒီအောင် select ပြီး mirror command ကိုယူ point 2 point ပြီးပေါ့နော်နောက်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘက်ဒီဘက် mirror ပွားသွားပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ဘာလုပ်ဖို့လဲဆိုတော့ hash button လေးချင်းမယ်ဒီကနေပြီးတော့ hash ကိုသွားတစ်ချက်နဲ့ hash button ကျွန်တော်တို့ ANSI32 ဆိုတော့ယူမယ်ပြီးရင်ဒီမှာ hash button ကျတော့ဒီဘက်ကိုစောင်းထားတယ်ပေါ့နော်ဒီဘက်ကိုစောင်းပြီးတော့သွားတယ်အဲ့တော့ကျွန်တော်က AutoCAD ထဲမှာလည်းစောင်းကျင်နေဆိုရင်ဘာလုပ်မလဲဆိုတော့ဒီက angle ထဲမှာ90ဆိုပြီးရိုက်တယ်ပေါ့နော်အနောက်ခေါက်အဲဆိုရင် line ဒီစောင်းသွားပြီးရင် close hash creation နဲ့hash ကိုကျွန်တော်တို့ hash layer တက်ထားမယ်ဒီက property တွေကိုသွား new layer hash ရဲ့ဒီအစိမ်းလေးထား okay နဲ့ close နဲ့ back hash ကိုနဲ့ property တွေကနေကျွန်တော်တို့ hash layer လေးကိုယူပေးလိုက်မယ်နော်အဲဆိုလို့ရှိရင်သူ့ဟာနဲ့သူ layer လေးတက်ခွဲပြီးတော့ဖြစ်သွားရင်အဲဆိုရင်ပြီးပြီဒီကောင်က top view ဒီကောင်က side view section view ပေါ့နော်အဲကျွန်တော်တို့ဒီကောင်ကို 3D ထွက်ရင်ဘယ်လိုရအောင်လုပ်ချင်လဲလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီကောင်ကို select ပြီး control C နဲ့ copy ကို control V နဲ့ paste လုပ်ပါနော်သူကကျွန်တော်တို့တစ်ချမ်းလေးကိုပဲ profile သုံးပြီးကျန်တဲ့တစ်ချမ်းကိုဘယ်တစ်ချမ်းမလိုဘူးပေါ့နော်မလိုလားဖြတ်လိုက်မယ်ပြီးရင်ဒီ line ကြီးလည်းမလိုဖြတ်လိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ဒီ line ကို J ဆိုပြီးတော့ join လိုက်မယ်ပြီးရင်ဒီ gear icon နဲ့ကိုသွား 3D modeling နဲ့ကိုသွားပါနော်သွားပြီးကျွန်တော် home view လေးကိုတစ်ချက်နဲ့ပြီးရင်ဒီမှာ extrude မှာ revolve ဆိုရှိရပါတော့ revolve မှာ revolve object ဆိုတာကိုဒီ object ကို select ပြီးအနောက်ခေါက်ပြီးရင် exit start point နဲ့ end point ကိုပြီးအနောက်ခေါက်ပြီးရင် wireframe ကိုသွားကျွန်တော်တို့ shaded view ကိုရွေးလိုက်ပါနော်အဲဆိုလို့ရှိရင်
ကျွန်တော်တို့ဆွဲထားတဲ့ drawing က 3D view အနေနဲ့ဆိုရင်ဒီလိုမျိုးပုံစံမြင်ရနော်ကျွန်တော်တို့ခုနကရှင်းပြခဲ့သလိုပဲဒီရှိတဲ့ကနေကြည့်မယ်ဆိုလို့ရှိရင်သူကစာခေရအပြင်မှာတစ်ခုအထဲမှာတစ်ခုအပြင်ရောက်စားကျွန်တော်တို့ဒီစာခေအစားဆုံးပေါ့နော်ပြီးတော့ဒီမှာ chamfer လေးထောင်းလေးချိုးထားတယ်ကျွန်တော်တို့ထောင်းချိုးထားတာလေးတွေကိုဒီရှိကနေကြည့်မယ်ဆိုလို့ရှိရင်ထောင်းချိုးထားတာမမြင်ရဘူးပေါ့နော်ကျွန်တော်တို့ 3D view နဲ့ကြည့်မှသာထောင်းချိုးထားတာမြင်ရမယ်ပြီးတော့အလယ်မှာကျွန်တော်ဒီမှာစာခေတစ်လုံးဒီမှာစာခေအကြီးတစ်လုံးပေါ့နော်အဲ့နှစ်ခုကဘာလဲဆိုတော့ဒီမှာစာခေအသေးစာခေအကြီးအလယ်မှာဟောင်းလုံးပေါက်ပေါ့နော်ဟောင်းလုံးပေါက်ကဒီဘက်ထိပေါက်တယ်ပြီးတော့ကျွန်တော်တို့ဒီမှာဆွဲတဲ့ view တွေကလည်းဒီတွင်းနေရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ dimension တွေတက်ဖို့လိုပဲပေါ့နော် dimension တက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ 3D model တွေကနေ drafting and annotation တွေကိုပြန်သွားသွားပြီးတော့ကျွန်တော်တို့ top view ကိုတစ်ချက်ပြန်နှိပ်ပေါ့နော် top view ကိုနှိပ်ဒီကောင်လေးနှိပ်ကျွန်တော် drawing နဲ့အတိုင်းကိုဒီကောင်ကို dimension တက်ဖို့အတွက်အရင်ဆုံးကျွန်တော်က layer property တွေကိုသွားမယ်သွားပြီးတော့ new layer ကိုနှိပ်ပြီးတော့ dimension ဆိုပြီးတော့ကျွန်တော်နာမည်တစ်ခုပေးလိုက်ပါနော်နာမည်တစ်ခုပေးမယ်ပြီးရင် color ကိုအစိမ်းရောင်လေးထားလိုက်ပါနော်အစိမ်းရောင်လေးထားပြီးတော့ line type မှာ continuous ပဲဘာမှဖြစ်ဘူးပြီးရင်ပေးလိုက်နော်ပြီးရင်ကျွန်တော်တို့ dimension တက်ဖို့အတွက်ဆိုလို့ရှိရင် dimension layer တွေကိုကျွန်တော်တို့ဝင်လာလိုက်ပြီဆိုလို့ရှိရင်ပြန်ပြောင်းစရာမလိုတော့ဘူးပေါ့နော် dimension layer တွေကိုသွားဝင်ပြီးရင် DIM ဆိုပြီးရိုက်နောက်ခေါက်ကျွန်တော်တို့ဒီထိတ်ကနေဒီထိတ်က40ဒီကနေဒီထိတ်က20ပြီးတော့ဒီကနေဒါ30ပေါ့နော်ဒီကောင်က5ပြီးရင်ဒီဘက်မှာမဟုတ်ဘူးနော်ဒီကနေဒီထိတ်က15ပြီးတော့ဒီအစဆုံးက80ဒီကောင်က30 25ပြီးရင် radius တွေပါကျွန်တော်တို့ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော် DIM DIM radius နဲ့ကျွန်တော်တို့ထည့်တာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော် DIM radius နဲ့ဒီကောင်လေးဆွဲလိုက် R5 ဆိုပြီးတော့ပေါ်လာတယ်ပြီးရင်ကျွန်တော်တို့ဒီ chamfer ကို dimension ထိုးဖို့အတွက်ကျွန်တော်တို့က leader command ကိုသုံးမှာပေါ့နော် leader command ဆိုတာဒီကောင်လေးအဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော်တို့ဒီတောက်လေးကိုနှိပ်မယ်ပြီး auto mode ကိုပိတ်ပါပေါ့နော် auto mode ကိုပိတ်ဒီကောင်ကကျွန်တော်တို့2.2ပြီးရင် dy ပြီးပေါ့နော်ပြီးရင် mouse လေးကိုအပြင်နှိပ်လိုက်ရတယ်ပြီးတော့ close text editor ဆိုတာနှိပ်လိုက်ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ site ကိုသိချင်တယ်ဆိုလို့ရှိရင်တော့ဒီ site တွေဒီစာတွေအကုန်လုံး selection ပေးပြီးရင်ဒီကနေပြီးတော့3ဆို3အနောက်ခေါက်လိုက်ရတယ်ပေါ့နော်ပြီးရင် text editor ပိတ်ဒီမှာ text font တွေပါတယ်ကျွန်တော်တို့ချိန်လို့ရတယ်ပေါ့နော်အဲဆိုရင်ဒီ chain နဲ့ font ဒီမှာလာပြီးတော့တက်ရောက်သွားကျွန်တော်တို့ကဒီဟာတွေအကုန်လုံး selection ပေးထားဖို့လိုတယ်နော်ပြီးရင် close text editor နဲ့အဲဆိုလို့ရှိရင်ကျွန်တော်တို့ dimension တွေတက်လို့ပြီးသွားပြီပေါ့နော် join နေရာတိုင်း dimension တွေတက်ပြီးပြီ top view ဆွဲပြီးပြီ side view section view ဆွဲပြီးပြီ 3D model view ကျွန်တော်တို့ရတယ်ပေါ့နော်အဲဆိုရင်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ